အားလုံးပဲမင်္ဂလာပါ Fabrizio Romano ရဲ့သုံးသက်ချက်ရလီဗာပူးအသင်းရဲ့အာဂျင်တိုင်းသားသားကွင်းလယ်ကစားသမားဖြစ်တဲ့မတ်အလက်စကာကတော့လီဗာပူးအသင်းကလွှဲရင်ဘယ်ကလပ်ကပဲကန်လန်ဘယ်ဥရောပထိပ်သီးအသင်းတွေကပဲကန်လန်ပျောက်ရွှေ့သွားမှာမဟုတ်ဘူးဆိုပြီးတော့မှဒါကျွန်တော် Fabrizio Romano ကသုံးသက်ထားတယ်ဆိုမနိုင်ပြောရင်တော့မတ်အလက်စကာကကျွန်တော်တို့ Brighton အသင်းကနေလီဗာပူးအသင်းကိုမပြောင်းရွှေ့ခင်ကတည်းကကျွန်တော်တို့ဥရောပရဲ့ထိပ်သီးကလပ်အသင်းတွေကတောက်လျှောက်မျက်စိကျခဲ့တဲ့ကစားသမားတစ်ယောက်လည်းဖြစ်တယ်။ကမ္ဘာဖလားနဲ့အတူခြေစွမ်းပြခဲ့တဲ့ဒီလူငယ်ကစားသမားကိုကျွန်တော်တို့ဗောလေဒါ Chelsea အသင်းပါဝင်ဥရောပရဲ့ထိပ်သီးကလပ်အသင်းတွေကလီဗာပူးအသင်းနဲ့အပြိုင်အရခေါ်ဖို့ကြိုးပမ်းခဲ့တဲ့နေရာမှာကစားသမားကလီဗာပူးအသင်းစီကိုသာပြောင်းရွှေ့ချေယူရိုတန်30နဲ့ပြောင်းရွှေ့သွားတာလည်းဖြစ်တယ်။အဲဒီတန်30ကိစ္စကလည်းတကယ်တမ်းကျတော့ Brighton ကပိုရခြင်းတဲ့အနေထားရှိတယ်။ဒါပေမဲ့လို့ကျွန်တော်တို့ဒါဗောလေဗိုကာဂျူနီယာကနေပြီးတော့မှဒီကစားသမားမထွက်ခင်မှာကျွန်တော်တို့ဗောလေဒါဒီ Brighton တင်းတဲ့သဘောတူညီချက်တစ်ခုတည်းမှာကသူ့အနေနဲ့ပြောင်းရွှေ့ခြင်းနဲ့ဆိုရင်ယူရိုတန်30ပေးပြီးတော့မှတခြားတင်းကခေါ်ယူနိုင်တယ်ဆိုတဲ့အချက်ထည့်သွင်းထားတဲ့အတွက်ကျွန်တော်တို့ဒါတန်30နဲ့ Brighton တင်းကဒီကမ္ဘာထိပ်တန်းကွင်းလေကစားသမားတယောက်ကိုလက်လွတ်ခဲ့ရတာလည်းဖြစ်တယ်ဆိုတော့လက်ရှိအနေအထားမှာတော့ဒါကျွန်တော်တို့ဗောလေအကောင်းဆုံးဒါ midfielder ကစားသမားတွေထဲမှာမတ်အလက်စကာကပါဝင်နေတာဖြစ်တယ်လို့အသက်ကလည်း28နှစ်အရွယ်ပဲရှိသေးတယ်ကြံ့ခိုင်မှုအားကောင်းတယ်ကျွန်တော် injury ပြဿနာကင်းစင်းတဲ့ဒီကစားသမားကိုဒါကျွန်တော်တို့ဥရောပထိပ်သီးကလပ်အသင်းဖြစ်တဲ့ Real Madrid အသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတာလည်းဖြစ်တယ်စိတ်ဝင်စားတော့တောက်လျှောက်ပဲပေါ့လေဒါပေမဲ့ကစားသမားကမပြောင်းရွှေ့ခြင်းတဲ့အနေထားကြောင့်မလို့ဒါဘလို့မှအဆင်မပြေခဲ့တာဖြစ်တယ်လက်ရှိအနေထားရတော့မက်လက်စကာကလီဗာပူးတင်2028မှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးတော့မှ2နှစ်ပဲကျန်တော့တဲ့ဒီကစားသမားကိုရီယယ်မက်ဒရစ်အသင်းကတကြော့ပြန်ခေါ်ယူဖို့ကြိုးပမ်းလာတာလည်းဖြစ်တယ်ဆိုတော့အမှန်တမ်းပြောရင်တော့ဗျာတခါတလေကြတော့အပြောင်းရွှေ့တွေဒီဖြစ်တယ်ဆိုတော့တဖက်ကဘလောက်ပဲထိပ်တန်းကလပ်အသင်းတစ်စင်းဖြစ်ပါစေဘလို့နီးပြတွေပဲကင်တွယ်နေပါစေကစားသမားကိုယ်တိုင်ကဒီအသင်းကနေမစွန့်ခွာခြင်းဘူးဆိုရင်ကျွန်တော်တို့ဒီအပြောင်းရွှေ့တွေကဖြစ်မြောက်ဖို့ဘလို့မှကိုမဖြစ်နိုင်တဲ့အနေအထားဖြစ်တယ်ဆိုတော့လီဗာပူးမှာကဒါကျွန်တော်တို့လီဗာပူး DNA ပေါ့လေကျွန်တော်တို့ဒီအသင်းအတွက်ပေးဆက်ကစားလို့စိတ်အပြည့်ရှိတဲ့ကစားသမားတွေကပြောမယ်ဆိုရင်လက်ရှိအနေအထားရကျွန်တော်သတင်းတွေတောက်လျှောက်ထွက်နေတယ်ပေါ့လေဒါကျွန်တော်တို့စမိုစလိုင်းဆိုလဲဥရောပအသင်းတွေကတောက်လျှောက်ခေါ်ခြင်းနဲ့မြန်မာတွေပြောင်းရွှေ့ခြင်းတွေပေးခြင်းကြရတယ် sorry ကလပ်အသင်းတွေကလည်းကန်လာနဲ့စမိုစလိုင်းဆိုရင်တော့မှဒါကျွန်တော်တို့ပေါ့လေလီဗာပူးအသင်းကနေဘယ်ကလပ်ကိုမှမပြောင်းရွှေ့ဘူးဆိုပြီးညင်းဆန်ထားတယ်ဆိုတော့လက်ရှိမှာလည်းဒါကျွန်တော်မတ်အလက်စကာကလီဗာပူးအသင်းကနေဘယ်ကလပ်ကိုမှပြောင်းရွှေ့သွားမှာမဟုတ်ဘူးဆိုပြီးတော့ဆိုထားရပေါ့လေဆိုတော့လက်ရှိအနေထားရတော့ဆိုဒီပေါ့လေမတ်အလက်စကာရဲ့အဖေရောအေဂျင့်ကပါရီယယ်မက်ဒရစ်အသင်းကဒီကစားသမားကိုသူတို့အသင်းစီပြောင်းရွှေ့ခဲ့စီးရုံမှုတွေရှိခဲ့တယ်ဆိုပြီးတော့မှဆိုထားတယ်ကျွန်တော်တို့တခုစဉ်းစားရမှာကဒီရာသီကုန်ရင်ရီယယ်မက်ဒရစ်အသင်းကကျွန်တော်လီဗာပူးအသင်းရဲ့နီးပြဟောင်းဖြစ်တဲ့ဂျာဂျန်ကလော့ကိုဒါနီးပြအဖြစ်ခန့်အပ်သွားဖို့အခြေအနေရှိတဲ့အနေအထားတွေသတင်းတွေထွက်နေတယ်ဂျာဂျန်ကလော့ကလည်းကျွန်တော်တို့ရီယယ်မက်ဒရစ်အသင်းကိုကိုင်းတွဲခြင်းနဲ့ဆိုတဲ့သဘောဆန္ဒတွေထွက်နေတဲ့အပေါ်မှာတကယ်လို့ဒါကျွန်တော်တို့ပေါ့လေဒါဂျာဂျန်ကလော့ကရီယယ်မက်ဒရစ်ကိုင်းတွဲသွားရင်ဒါမတ်အလက်စကာကိုဒီပေါ့လေရီယယ်မက်ဒရစ်အသင်းခေါ်ယူသွားနိုင်ဖို့ရှိတယ်ဆိုပြီးသတင်းတွေထွက်နေတယ်ဒါပြင်ကျွန်တော်တို့ဒါတခြားတစ်ဖက်မှာလည်းတိုက်စစ်ကစားမဖြစ်တဲ့အေလဟာလန်ကိုလည်းရီယယ်မက်ဒရစ်အသင်းစီကိုသူ့စိတ်ကြိုက်ခေါ်ယူသွားနိုင်ဖို့အခြေအနေရှိတယ်ဆိုပြီးသတင်းတွေထွက်နေတဲ့အတွက်မတ်လက်စကာအနေနဲ့တကယ်လို့ဂျာဂျင်ကလော့ကကန်လန်ခဲ့ရင်ပြောင်းရွှေ့သွားမလားဆိုတဲ့စိုးရိမ်စိတ်တော့ရှိကြအနေထားတော့ရှိတယ်ပေါ့လေဒါပေမဲ့လို့လက်ရှိအနေထားရတော့မတ်လက်စကာကဥရောပရဲ့ဘယ်ကလပ်ကပဲကန်လန်ပြောင်းရွှေ့သွားမှာမဟုတ်ဘူးဆိုပြီးတော့မှကစားသမားကဆိုထားတယ်ကြည့်ရှုပေးခဲ့တဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်